ချန်ပီယံဟောင်းတွေပဲဘိုးဆွဲသွားမလားချန်ပီယံအသစ်ပဲထွက်ပေါ်လာမလားချန်ပီယံလီဒီယာဒီချန်ပီယံဆီမီဖိုင်နယ်အဆင့်ကိုဘာစီလိုနာအင်တာမီလန်အာဆင်နယ်နဲ့ PSG အသင်းတို့တက်ရောက်ရှိခဲ့ပါလိမ့်ဆီမီဖိုင်နယ်မှာဘာစီလိုနာနဲ့အင်တာမီလန်အာဆင်နယ်နဲ့ PSG အသင်းတို့ထိပ်တိုက်တွေ့ဆုံနေကြတာလည်းပဲဖြစ်ပါလိမ့်ဘာစီလိုနာနဲ့အင်တာမီလန်အသင်းကချန်ပီယံဖလားရရှိဘူးတဲ့အသင်းတွေဖြစ်ပြီးအာဆင်နယ်နဲ့ PSG အသင်းကတော့ချန်ပီယံဖလားမရဘူးသေးပါဘူးဒီတော့ဘလူးဘက်ကိုချန်ပီယံဟောင်းအသင်းတစ်သင်းနဲ့ချန်ပီယံမဖြစ်ဘူးတဲ့အသင်းတစ်သင်းတက်ရောက်မှာဖြစ်ပြီးချန်ပီယံဟောင်းတွေပဲထပ်ပြီးတော့ဘိုးဆွဲသွားမလားချန်ပီယံအသစ်ပဲပေါ်ထွက်လာမလားဆိုတော့အားပြန်ရမယ့်ရာသီတစ်ခုဖြစ်နေပါလိမ့်အသင်းလေးရဲ့ခြေစွမ်းဟာခြားနာမှုသိပ်မရှိတာကြောင့်ရေပန်းစားမှုတွေကအမျိုးမျိုးပြောင်းလဲလျက်ရှိနေပါလိမ့်ဆီဗီဖိုင်နယ်ပထမကြော့ရှင်မြန်ကစားခန်းဒီထွက်ပေါ်လာတဲ့အလေးပေးမှုတွေမှာတော့ဘာစီလိုနာအသင်းက6-4-4နဲ့ရေပန်းအစားဆုံးဖြစ်နေပြီး PSG အသင်းက9-2-4နဲ့ဒုတိယနေရာမှာရပ်တည်နေကအာဆင်နယ်အသင်းက14-5-4နဲ့တတိယနေရာမှာရပ်တည်နေပြီးအင်တာမီလန်အသင်းကတော့6-2-4နဲ့တတ်မှတ်ခြင်းခံထားရပါတယ်။ဘာစီလိုနာနဲ့အင်တာမီလန်ချန်ပီယံပြိုင်ပွဲကို1955-1956 ရာသီမှာဥရောပဖလားဆိုတဲ့နာမည်နဲ့စတင်ကျင်းပခဲ့ပြီးဒီရာသီမတိုင်ခင်စုစုပေါင်း69ကြိမ်ရှင်ပြိုင်ခဲ့ပြီးပါပြီ။အဲ့ဒီ69ကြိမ်မှာချန်ပီယံဆုဖလားရယူနိုင်တဲ့အသင်းက23သင်းသာရှိနေပါတယ်။အားလုံးသိရှိထားပြီးတဲ့အတိုင်းပဲရီယယ်မက်ဒရစ်အသင်းက15ကြိမ်ရယူထားတဲ့အောင်မြင်ဆုံးအသင်းလည်းပဲဖြစ်ပါတယ်။ AC မီလန်အသင်းက9ကြိမ်၊ဘိုင်ယန်မြူးနစ်အသင်းနဲ့လီဗာပူးအသင်းတို့က6ကြိမ်၊ဘာစီလိုနာအသင်းက9ကြိမ်၊အေဂျက်က4ကြိမ်၊အင်တာမီလန်နဲ့မန်ယူနိုက်တက်အသင်းတို့က3ကြိမ်စီ၊ဂျူဗင်နဲ့ဘင်ဖီကာ၊ချယ်ဆီ၊နော်ဒန်ဖော်ရက်စ်နဲ့ဘော်ဒိုတို့က2ကြိမ်စီရရှိထားတာလည်းပဲဖြစ်ပါတယ်။တကြိမ်စီရရှိထားတဲ့အသင်းက10သင်းရှိပြီးဒေါ်မွန်၊ဆဲဒစ်၊ဟမ်ဘတ်၊ဘူကာရက်စ်၊မာဆီး၊မန်စီးတီးဖီယန်နုအက်စတိုမီလာဇဗရာတို့ပဲဖြစ်ပါလိမ့်ဒီတော့ဘာစီလိုနာအသင်းနဲ့အင်တာမီလန်အသင်းတို့ကအောင်မြင်ဆုံးအသင်းစင်းမှာပါဝင်နေတာလည်းပဲဖြစ်ပါလိမ့်ဒါပေမဲ့ချန်ပီယံဆုနဲ့ဝေးကွာနေတာကတော့အတော်တန်ကြာမြင့်သွားခဲ့ပြီလည်းပဲဖြစ်ပါလိမ့်ဘာစီလိုနာအသင်းကချန်ပီယံဆုကို2015ခုနှစ်မှာနောက်ဆုံးရရှိထားတာလည်းပဲဖြစ်ပါလိမ့်အဲဒီတော့ကဘာစီလိုနာအသင်းကိုလက်ရှိ PSG အသင်းရဲ့နီးပြလူးဝစ်အင်နရီကကန်တွေခဲ့တာဖြစ်ပြီးချန်ပီယံတာမကလာလီဂါနဲ့စပိန်ဘီယင်ဖလားကိုလည်းရယူပြီးတော့စူပလာ3လုံးချန်ပီယံဖြစ်ဒုတိယအကြိမ်အောင်ပွဲခံနိုင်ခဲ့တာလည်းပဲဖြစ်ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ဘာစီလိုနာအသင်းအနေနဲ့ချန်ပီယံလိမှာဆီမီဖိုင်နယ်ထက်ပိုပြီးတော့မတက်နိုင်ဖြစ်ခဲ့ရပါတယ်။ဒီလိုနဲ့လီယိုနယ်မက်ဆီခေတ်ကုံဆုံးသွားပြီးလက်ရှိချိန်မှာတော့လီဗနော့စကီနဲ့လူငယ်မျိုးဆက်သစ်တွေဥဆောင်တဲ့ခေတ်ဖြစ်လာပါတယ်။ဒီအချိန်မှာပဲဂျာမန်နီးပြဟန်စီဖလက်ကစူပလာ3လုံးအောင်ပွဲကိုနောက်ချိန်မျှော်လင့်ခွင့်ရအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ဘာစီလိုနာအသင်းကစနေနေ့ကရှင်ပြန်ကစားသွားတဲ့စပိန်ဘီယင်ဖလားဘလူးပွဲမှာမဟာပြိုင်မဲ့ရီယယ်မက်ဒရစ်အသင်းကိုနိုင်ယူပြီးတော့စူပလာတစ်လုံးရယူနိုင်ခဲ့ပြီးလည်းပဲဖြစ်ပါလိမ့်။လာလီဂါမှာဆိုရင်ပွဲပြီးဆုံးဖို့9ပွဲအလိုမှာဒုတိယနေရာကရီယယ်မက်ဒရစ်အသင်းကို4မှတ်ထိဖြတ်တောက်ထားတာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်စူပလာ3လုံးမျှော်လင့်ချက်ကအတော်လေးအားကောင်းနေတာလည်းပဲဖြစ်ပါလိမ့်။အင်တာမီလန်အသင်းကတော့ကိုပါအီတလီယာပြိုင်ပွဲဆီမီဖိုင်နယ်မှာမျိုးကန်ပြိုင်မဲ့AC မီလန်အသင်းကိုရှုံးနိမ့်ခဲ့တာကြောင့်ဖလား3လုံးအိမ်မက်ပျက်စီးခဲ့ရတဲ့အသင်းတစ်သင်းလည်းပဲဖြစ်ပါလိမ့်။အီတလီစီးရီးမှာဆိုရင်နာပိုလီအသင်းနဲ့3မှတ်ပြတ်တော့သွားခဲ့ပြီလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်စူပလာ3လုံးမျှော်လင့်နိုင်တဲ့အနေအထားကနေစူပလာလက်မဲ့ဖြစ်သွားနိုင်တဲ့အခြေအနေမျိုးလည်းရှိနေပါလိမ့်။ဂျာမန်လီစူပလာ3ကြိမ်ရရှိထားတဲ့အင်တာမီလန်အသင်းရဲ့နောက်ဆုံးအောင်ပွဲကတော့2020မှာဖြစ်တာကြောင့်ဝေးကွာနေတဲ့ကာလဟာ15နှစ်အထိရှိသွားခဲ့ပြီဖြစ်ပါလိမ့်။အဲဒီနောက်ပိုင်းမှာချန်ပီယံရှင်ပြိုင်ခွင့်မရတဲ့အထိစိုးရွားတဲ့ရာသီတွေထိတောင်ရှိခဲ့ပြီးတော့နေပြအင်ဇာဂီရဲ့လက်ထက်2020-2023ရာသီမှာတော့ဘလူးဘဲကိုတော့ကြော့ပြန်တက်လန်းနိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။တရားသည်ဆီမီဖိုင်နယ်ရောက်4သင်းထဲမှာလူကြိုက်အနည်းဆုံးဖြစ်နေပေမဲ့2020ခုနှစ်တုန်းကလိုမထင်မှတ်ထားတာတွေလုံးပြနိုင်စွမ်းတော့ရှိနေသေးတာလည်းပဲဖြစ်ပါလိမ့်။အဲဒီတုန်းကနာမည်ကျော်နေပြမော်ရီယိုကင်တွယ်ခဲ့တဲ့အချိန်ဖြစ်ပြီးဆီမီဖိုင်နယ်အဆင့်မှာဘာစီလိုနာအသင်းကိုတော်ဖြတ်ပြသနိုင်ခဲ့တာကလည်းအားသင့်စရာချီးကျူးစရာဖြစ်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဘာစီလိုနာအသင်းကလက်ရှိချန်ပီယံဖြစ်သလိုအဲ့ဒီအချိန်မှာကောင်းဆုံးခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့အချိန်လည်းဖြစ်တာကြောင့်ပါပဲ။ဘာစီလိုနာအသင်းနဲ့အင်တာမီလန်အသင်းတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုမှတ်တမ်းကတော့စုစုပေါင်း12ကြိမ်ရှိသွားခဲ့ပြီဖြစ်ပြီးအင်တာမီလန်အသင်းက2ပွဲနိုင်4ပွဲသေး6ပွဲရှုံးနိမ့်ထားပါလိမ့်။အစင်းလာမှာဆိုတော့ဘာစီလိုနာအသင်းကအသာရရှိထားသလိုလက်ရှိခြေစွမ်းကလည်းစိတ်လှုပ်ရှားစရာကောင်းနေလို့အင်တာမီလန်အသင်းကိုတော်ဖြတ်နိုင်ရုံသာမှာကချန်ပီယံဆုရရှိဖို့ပါရေပန်းစားနေတာပါ။ဒါပေမဲ့အင်တာမီလန်အသင်းရဲ့ဒီယာဒီခံစစ်စွမ်းဆောင်ရည်ဟာတကယ်ကိုလေးစားစရာကောင်းနေသလိုပေးကိုမဲ့နိုင်ပွဲများစွာရယူနိုင်ခဲ့တာကြောင့်ရှော့တွက်လို့တော့မရပါဘူး။နောက်တစ်ခုကဆီမီဖိုင်နယ်ဒုတိယကြော့
အိမ်ကွင်းမှာရှင်ပြန်ကစားရမယ့်အားသာချက်လည်းရှိနေပါသေးတယ်။အာဆင်နယ် PSG 69ချိန်ကျင်းပခဲ့တဲ့ဂျာမနီပြိုင်ပွဲမှာချန်ပီယံအသင်းက23သင်းသာရှိတာကြောင့်ချန်ပီယံအသင်းသစ်ပေါ်ထွက်မှုဟာအလွန်အလွန်ကိုနည်းပါးနေတဲ့ဆိုတာပြသရာရောက်နေပါလေ။ချန်ပီယံလိလို့အမည်ပြောင်းလဲလိုက်တဲ့1992 1993ရာသီကနေပြီးခဲ့တဲ့2023 2024ရာသီအထိချန်ပီယံအသင်းသစ်ဟာ9သင်းသာထွက်ပေါ်ခဲ့မှုပါလေ။1992 1993ရာသီမှာမာဆေး1996 1998ခုနှစ်မှာဒေါ်မော်2003-2004မှာပေါ်တို2011-2012မှာချဲဆီနဲ့2022-2023နှစ်မှာမန်စီးအသင်းတို့ပဲဖြစ်ပါလေ။ဒါကြောင့်ချန်ပီယံမဖြစ်ဘူးတဲ့အသင်းတွေထက်ချန်ပီယံဟောင်းတွေကပဲထပ်ပြီးပိုဆွဲဖို့အလားလာများတယ်လို့ကောက်ချက်ချရမလို့ဖြစ်နေပါလေ။ဒါပေမဲ့ဂျာမနီမှာကျင်းပတဲ့ချန်ပီယံဘိုလူပွဲတွေမှာချန်ပီယံအသင်းသစ်တွေထွက်ပေါ်လေရှိတဲ့ဆိုတဲ့မှတ်တမ်းတွေကလည်းရှိနေပါလေ။ဂျာမနီမှာပထမဆုံးဘိုလူပွဲကျင်းပခဲ့တဲ့1958 1959ခုနှစ်ရာသီမှာတော့ရီယယ်မက်ဒရစ်အသင်းက4ချိန်မြောက်ပိုဆွဲခဲ့ပါလေ။1988 1989ရာသီမှာကျင်းပခဲ့တဲ့ဘိုလူပွဲမှာတော့ Nottingham Forest ကပထမဆုံးပိုဆွဲခဲ့ပါလေ။1989 1988ရာသီဘိုလူပွဲမှာတော့ PSV အသင်းကပထမဆုံးပိုဆွဲခဲ့တာလည်းပဲဖြစ်ပါလေ။1992 1993ရာသီမှာလည်းမာဆေးအသင်းကပထမဆုံးပိုဆွဲခဲ့ပါလေ။1996 1999ရာသီမှာလည်းဒေါ်မော်အသင်းကပထမဆုံးပိုဆွဲခဲ့တာလည်းပဲဖြစ်ပါလေ။နောက်2003-2004ရာသီမှာလည်းပေါ်တိုအသင်းကပထမဆုံးပိုဆွဲခဲ့ပါလေ။2017-2012ရာသီမှာလည်းချဲဆီအသင်းကပထမဆုံးပိုဆွဲခဲ့ပါလေ။ဂျာမနီမှာနောက်ဆုံးကျင်းပခဲ့တဲ့2014-2015ရာသီမှာတော့ဘာစီလိုနာအသင်းက9ချိန်မြောက်ပိုဆွဲခဲ့ပါလေ။ဒီတော့ဂျာမနီမှာကျင်းပခဲ့တဲ့ချန်ပီယံဘိုလူပွဲ10ချိန်မှာချန်ပီယံဟောင်းတွေပိုဆွဲတာ2ချိန်သာရှိခဲ့ပြီးချန်ပီယံအသင်းသစ်တွေထွက်ပေါ်တာက6ချိန်အထိရှိခဲ့တဲ့မှတ်တမ်းတွေလည်းရှိပါလေ။ဒါကြောင့်မလို့ဂျာမန်မြေမှာ9ချိန်မြောက်အဖြစ်လက်ခံကျင်းပမယ့်ချန်ပီယံဘိုလူပွဲမှာချန်ပီယံအသင်းသစ်တွေဖြစ်တဲ့အာဆင်နယ်နဲ့ PSG အသင်းတို့အောင်ပွဲခံခွင့်ရရှိလာမလားဆိုတာကလည်းတကယ်ကိုစိတ်ဝင်စားစရာကောင်းနေပါလိမ့်။နတ်သင်းဆောင်အောင်ဘလူးပွဲအထိသာအမြင့်ဆုံးရောက်ရှိဘူးသေးတာလည်းပဲဖြစ်ပါလိမ့်။အာဆင်နယ်ကဂရမနီးပြကြီးအာဆင်ဝင်းကရဲ့လက်ထက်မှာချန်ပီယံပြိုင်ပွဲကိုရသေးတဲ့နီးပါးရှင်ပြိုင်ခွင့်ရရှိခဲ့ပေမဲ့စူလာတော့ရယူနိုင်ခြင်းမရှိခဲ့ပါဘူး။2005-2006ခုနှစ်ရာသီတုန်းကဘလူးပွဲကိုရောက်ခဲ့ခြင်းကသူတို့အတွက်အမြင့်ဆုံးအဆင့်ပါပဲ။ဆီမီဖိုင်နယ်ကိုတော့2008-2009ရာသီနောက်ပိုင်းပထမဆုံးအကြိမ်ပြန်လည်တက်ရောက်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီရာသီကတော့ချန်ပီယံလိမှာဆင်အသင်းရဲ့စတန်ဆောင်ကြီးကကောင်းမွန်နေတဲ့အပြင်လက်ရှိချန်ပီယံရီယယ်မက်ဒရစ်အသင်းကိုတော့နှစ်ကြော်စလုံးအနိုင်ယူကြော်ဖြတ်နိုင်ခဲ့တာကြောင့်ချန်ပီယံလိစူလာကိုမျှော်မှန်းနိုင်စွမ်းရှိတယ်လို့ထင်ကြေးပေးမှုတွေရှိလာခဲ့ပါလိမ့်။ PSG အသင်းကတော့19-20ရာသီမှာမှချန်ပီယံလိဘိုလူပွဲကိုပထမဆုံးအကြိမ်တက်ရောက်နိုင်ခဲ့တာလည်းပဲဖြစ်ပါလိမ့်။ပြင်သစ်မှာပြိုင်ဘက်ကင်းဖြစ်နေပေမဲ့ချန်ပီယံလိရောက်ရင်ဘာဆိုဘာမှမလုပ်ပြနိုင်တာကြောင့်သူတို့ရဲ့ပရိသတ်တွေတော့မမျှော်လင့်ရဲတော့တာလည်းပဲဖြစ်ပါလိမ့်။လီယိုနယ်မက်ဆီနေမာတို့လိုဇာမာတွေရှိနေတဲ့အချိန်မှာတော့ဂျမ်မနီဆူလာမရယူနိုင်ခဲ့တဲ့ PSG အသင်းကဒီယာဒီမှာဒီကဇာမာတအူးဖြစ်တဲ့ကန်လီယံမှာပေကိုပါထပ်မံဆုံချုံထားတာကြောင့်အလားလာကပိုးပြီးနဲသွားပြီလို့ယူဆခြင်းခံခဲ့ရပါလိမ့်။ဒါပေမဲ့ Luis Enrique ရဲ့ဖလားသုံးလုံးမျှော်လင့်နိုင်တဲ့အခြေအနေဖြစ်အောင်ပုံဖော်ပေးနိုင်ကြတာလည်းပဲဖြစ်ပါလိမ့်။လေးပေအစင်မှာတော့ရလက်ဆိုးတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ချန်ပီယံဆုအတွက်အဆန်သက်ခံနိုင်တဲ့အသင်းဖြစ်လာပါလိမ့်။ဘိုးပြီးတော့ထူးခြားသွားတာကအင်္ဂလန်ကလပ်တွေနဲ့ဇက်လိုက်ဆိုသလိုပဲရင်ဆိုင်ခဲ့ရတာလည်းပဲဖြစ်ပါလိမ့်။ဆက်ကြောင်းတဲ့အစင်မှာလည်းပါဘူး။ကွာတာဖိုင်နယ်မှာအက်စတိုမီလာနဲ့တွေ့ဆုံပြီးအခုဆီမီဖိုင်နယ်မှာအာဆင်နယ်အသင်းနဲ့ဆုံတွေ့နေတာလည်းပဲဖြစ်ပါလိမ့်။အာဆင်နယ်ရဲ့ဆုံတွေ့မှုတဲ့မှတ်တမ်းမှာတော့စုစုပေါင်း9ပွဲမှာနိုင်ပွဲမရှိခဲ့ပဲ2ပွဲရှုံး3ပွဲတည်ကြခဲ့တာလည်းပဲဖြစ်ပါလိမ့်။ဒီရာသီလေးပေအဆင့်မှာတော့ကလည်း2ဂိုးကိုမရှိနဲ့ရှုံးနေကြတာကြောင့်အခုဆီမီဖိုင်နယ်မှာလည်းအာဆင်နယ်ကိုကြော်ဖြတ်နိုင်ဖို့မလွယ်ဘူးလို့ထင်ကြေးပေးမှုတွေကလည်းများစွာရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဒါပေမဲ့ဒီရာသီချန်ပီယံလိပြိုင်ပွဲကရှေ့အဆင့်နေတဲ့ထင်မှတ်မထားတဲ့ရလဒ်အချို့ထွက်ပေါ်ခဲ့သလိုဆီမီဖိုင်နယ်မှာလည်းနောက်တဲ့အံ့အားသင့်စရာတွေကိုမြင်တွေ့ရနိုင်ရှိနေတာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ဘလို့ဒီအဖြေထွက်လာမလဲဆိုတော့ရင်ခုန်စွာနဲ့စောင့်ကြည့်ရတော့မှလည်းပဲဖြစ်ပါလိမ့်။ကျေးဇူးတင်ပါတယ်။ပရိသတ်များတို့ကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘေးပင်ရန်ဝေးကွာကြပါစေခင်ဗျာ။